ပြောမရဘူးပါရာမိုတာစီးပြီးတော့အဲ့မှာပါရာမိုတာနေရမ်းရအောင်စီးပြီးဆိုတော့နေရမ်းမှာတပည့်ပါရာမိုတာစီးပြီးတော့50 60လောက်ကောင်းကင်ပြန်ပြီးတော့အစိုးရဖွဲ့ရုံးမှာလာပြီးတော့ဘုံတွေလူပြစ်ချလိုက်ရင်တော့လက်ပြဘုံတွေဖြစ်ချမှာပင်ဖြုတ်ပြီးအေးပြစ်ချရင်အကုန်ဆိုကြည့်ရလို့ကြောက်အဲ့တော့ short တော့မတက်ပါနဲ့တချို့ကိစ္စတွေကြာ short တက်လို့မရဘူးဆိုတော့သိသိချင်တာပါဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်ညချန်လီပါဒါကျွန်တော်ရဲ့ညပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့အတွက်ညပိုင်းသိရတဲ့မြေပြင်စစ်သတင်းကောင်းလေးတွေကိုဒါကြောင့်ဖတ်ပြသွားပေးပြီးတော့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒါကြောင့်အကိုချီရဲ့ကြောက်ဖြူတက်ပွဲသတင်းကောင်းလေးနဲ့စရမယ်ဆိုရင်ဒီကြောက်ဖြူတက်ပွဲမှာအလွန်ပြင်းထန်နေပြီးစစ်တပ်ကအကြဆုံးများနေကဒီစစ်မြေပြင်မှာလည်းအလောင်းတွေကိုကောက်မယူနိုင်လောက်အထိပြန်ကျဲနေပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါလက်တလောအပြင်းထန်ဖြစ်ပွားနေတဲ့တကြောပြန်ကြောက်ဖြူတက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကအကြအဆုံးတွေအလွန်များနေပြီးစစ်မြေပြင်မှာရုပ်အလောင်းတွေကိုကောက်မယူနိုင်လောက်အထိပြန်ကျဲနေတယ်လို့စစ်မြေပြင်သတင်းတွေအရသိရပါတယ်ဒီကြောက်ဖြူမျိုးနဲ့မင်းခုံးတိုင်းရေနံတောင်ပတ်ဝန်းကျင်တိုင်းချောင်းရွာပတ်ဝန်းကျင်တိုင်းချောင်းနဲ့ဇိုင်းချောင်းအကြားပတ်ဝန်းကျင်တို့မှာစစ်ခွေးအလောင်းတွေအပုံပုံပြန့်ကျဲလျက်ရှိတယ်လို့စစ်မြေပြင်သတင်းမြစ်တအုပ်ကပြောဆိုထားပါတယ်ဒီနှစ်ဖက်တပ်ဖွဲ့တွေကအလွန်ပြင်းထန်နေပါတယ်စစ်တပ်စစ်ကြောင်းတွေကထွက်လို့မရလို့ drone jet fighter navy ဒုံးကျည်လက်နက်ကြီးတွေနဲ့အပြင်းထန်ပစ်ကူပေးတယ်အာရခတတို့ A ကလည်းအထွက်မပေးဘူးဟိုဘက်ဒီဘက်နှစ်ဖက်လုံးထွက်လို့မရအောင်ညှက်ပြီးတိုက်တယ်ဒီစစ်သားအလောင်းတွေကတော့ပုံနေပါတယ်ကောက်ယူမနိုင်တဲ့အထီကိုပြန့်ကျဲနေတယ်အပုံနဲ့တွေကလည်းထနေပါတယ်အလောင်းတွေကတော့အစုလိုက်အပြုံလိုက်ပါပဲဆိုပြီးဒီစစ်သတင်းမြစ်တအုပ်ကပြောဆိုထားပါတယ်ဆိုတော့ပထမဆုံးဒါကြောင့်အကိုချီရဲ့ကြောက်ဖြူတက်ပွဲသတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီပဲခူးတိုင်းဘက်ကသတင်းကောင်းလေးကလည်းဒီပဲခူးတိုင်းတောင်ငူမြို့နယ်မှာရှိတဲ့တောင်ငူလေတပ်စကန်ဌာနချုပ်ရဲ့လေကြောင်းထိန်းသိမ်းမျှော်စင်နဲ့ဂျမ်ဘာတာဝါနိုင်ကို FPB ဒုံးပြဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကဒီဇင်ဘာလ4ရက်နေ့မနက်7:15မိနစ်ခန့်အချိန်မှာဒါတော်လိုင်းတပ်ဖွဲ့တွေကတောင်ငူလေတပ်စကန်ဌာနချုပ်အတွင်ကိုအန်တီဂျမ်ဘီ FPB ဒုံးများလွှတ်တင်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒါတောင်ငူလေတပ်လေကြောင်းထိန်းသိမ်းမျှော်စင်နဲ့ဂျမ်ဘာတာဝါနိုင်တွေကိုအတိအကျတိုက်ခိုက်ခဲ့တာပါဒီလေကြောင်းကာကွယ်အဆင့်ဆင့်ကိုကြော်ဖြတ်ပြီးတော့လေတပ်ဝင်းတွေကိုအန်တီဂျမ်ဘီ FPB ဒရုန်းတွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးဒီဝရဇိန်တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဆင်းပြထားပါတယ်ဒါအဆိုပါစစ်စင်ရေးကိုတော့ဝရဇိန်တပ်ဖွဲ့ကဦးဆောင်ပြီးတန်တောင်မြောက်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့မှဖိုက်တာစားခဲတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ပဲခူးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်အဲတော့ဒီသတင်းလေးကဘယ်လောက်ထိအားရဖို့ကောင်းလဲဆိုရင်ဒီ FPB drone တွေကဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေစီမှာသုံးနိုင်ဖို့ဆိုတာတော်တော်လေးကိုခဲရင်းနေပေါ့နော်ဒါတကယ်လို့သုံးနိုင်ပြီဆိုရင်လည်းဒီ FPB drone တွေကဒီတပ်ဖွဲ့တွေမှာထိထိရရကိုစွမ်းဆောင်နိုင်တယ်ဆိုတော့ဒါကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းဒီ drone တပ်ဖွဲ့တွေကိုအဓိကထောက်ပံ့ပေးကြပါလို့ဒါကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်ဒါကျွန်တော်လည်းဒီလားအကုန်လုံး YouTube ကပတ်စံရတယ်ဆိုတာနဲ့ဒီ Warzone drone တပ်ဖွဲ့ကိုတွားပြီးတော့လှူဒန်းပြအောင်လှူဒန်းပေးအောင်မယ်နော်ကဲတော့ဒါလေးကတော့အားရစရာအကောင်းဆုံးထက်ကဒါသတင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီမကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းရေစကြိုမြို့နယ်ခလာရ250ခုတက်ရီမှတက်ရီပူကြီးတက်နိုင်ဦးကိုအစဉ်ဖမ်းမိပြီးတော့စစ်စေးဖို့အတွက်ဆန်ကပြစ်ခေါ်ဆောင်လာစဉ်ပြန်လည်ခုခံတက်ခိုက်တဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့ရမှာနေရာမှာတင်ခွေးတီဝက်တီတေဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါဒီဇင်ဘာလ3ရက်နေ့ညနေ4:00နာရီခန့်ကရေစကြိုမြို့နယ်ဖူလုံကြီးရဘီလီယက်ခုံမှာကျူထိုးနေတဲ့ခလာရ250ခုတက်ရီပူကြီးတက်နိုင်ဦးခေါ် A2 ကိုရေစကြိုပကပရဲဘော်တွေကဝင်ရောက်ဖမ်းဆီးပြီးဆန်ကပြစ်တင်ဆောင်လာစဉ်လမ်းပိုင်းတနေရအရောက်မှာရဲဘော်တွေရဲ့လက်နက်ကိုလူယူပြီးပြန်လည်ခုခံခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့ရမှာနေရာမှာတင်ပွဲချင်းပြီးခွေးတီဝက်တွေတေဆုံးသွားကြောင်းသိရပါတယ်ဒါအဲ့ဒီတေဆုံးသွားတဲ့တက်ရီဘူကြီးတက်နိုင်ဦးခေါ် A2 ထံမှာဆန်ကယ်တစ်စီးဖုံးသုံးလုံးငွေသား3သိန်းကျပ်နဲ့မှတ်ပုံတင်2ခုတို့ကိုတင်စီရမိခဲ့ကြောင်းနဲ့ဒါအဲ့ဒီတေဆုံးရုပ်အလောင်းကိုတော့ည7:00နာရီခန့်မှာခလာရ250ခုတက်ရင်မှစစ်ခွေးတွေကလာရောက်ကောက်ယူသွားကြောင်းသိရပါတယ်ကဲတော့နောက်ထပ်ဒီထိုင်းမြန်မာနယ်စပ်ဒီမြဝတီဘက်မှာဒီကြားဖြန့်အရေးတွေနဲ့ပတ်သက်ပြီးတိုက်ပွဲတွေဖြစ်ပွားနေတဲ့သတင်းဘက်ကိုဆက်ပြီးတော့သွားမယ်ဆိုရင်ထိုင်းနိုင်ငံဗတ်ချန်တို့မြန်မာဘက်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ထိုင်းနိုင်ငံသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်မိโกဘုံအမြောက်၄လုံးမြန်မာဘက်သို့ထိုင်းစစ်တပ်ကပြန်လည်ပြစ်ခတ်လိုက်ပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်7:40မိနစ်ခန့်အချိန်မင်းတပ်ပံကြီးရွာအနီးတပ်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မြန်မာဘက်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကထိုင်းနိုင်ငံဗတ်ချန်တို့ကြားရောက်ပောက်ကွဲခဲ့ကထိုင်းနိုင်ငံသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒါနေအိမ်နဲ့မော်တော်ကားအများပြားလဲပျက်စီးသွားကြောင်းနဲ့အဲ့ဒီနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ချမ်းတို့မိโกဘုံအမြောက်၄လုံးပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်ဒါလက်တလောမြဝတီမြို့နယ်မင်းလက်ပံကြီးရွာနီးဖြစ်ပေါ်နေတဲ့တပ်ပွဲတွေကြောင့်ထိုင်းဘက်ချမ်းမှာရှိတဲ့ကြီးရွာတွေမှာပြည်သူများကိုတတိပြုနေထိုင်ကြဖို့တတိပေးမှုတွေရှိနေပြီးတချို့သောထိုင်းပြည်သူတွေကဘေးလွတ်ရာနေရာများသို့ပြောင်းရွှေ့နေကြကြောင်းထိုင်းမြန်မာနယ်စပ်သတင်းမြစ်များထံကသိရပါတယ်
ဒါမြဝတီမြို့နယ်မင်းလက်ပံကြီးရွာအနီးမှာစီးတဲ့ကြားဖြန့်ယုံတွေကို KNU ကနိုဝင်ဘာလ21ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်အဆိုပါနေရာမှာစီးတဲ့ကြားဖြန့်အလုပ်ယုံနဲ့ဝင်းများကိုစုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေချိန်အကြမ်းဖက်စစ်ခွေးတပ်ကအဲ့ဒီနေရာများကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ထိုးစစ်များအစံအုံမြင့်တင်နေခြင်းဖြစ်ကြောင်းနေဆက်သတင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ကဲတော့ဒီထိုင်းမြန်မာနေဆက်ဒီမြဝတီကဒီကြားဖြန့်အရေးတွေကလည်းဒီနောက်ပိုင်းဆိုရင်တော်တော်လေးကိုစောက်ထွေးလာပြီးဆိုတော့ဒါသတင်းတွေကိုပဲအချိန်နဲ့တပြေးညီကျွန်တော်တို့အနေနဲ့စောင့်ကြည့်နေရမှာပဲเนาะအဲ့တော့နောက်ဆုံးအနေနဲ့ကတော့ဒီကြားဖြန့်လုပ်ငန်းရဲ့အဓိကတရားခံမိမောင်းထိုးပြနိုင်ရင်အကြမ်းဖက်စစ်တပ်ရဲ့တရားဝင်မှုရရှိရေးကြိုးပမ်းမှုမှာမအောင်မြင်နိုင်ဟုဥပဒေအထောက်အကူပြုကွန်ရက်ကပြောဆိုလာပါတယ်ဆိုတဲ့သတင်းလေးကိုဒါကြောင့်အပြည့်အစုံဖတ်ပြရမယ်ဆိုရင်ဒါမြန်မာနိုင်ငံမှာအွန်လိုင်းငွေလိမ်လုပ်ငန်းလို့ခေါ်တဲ့ကြားဖြန့်လုပ်ငန်းအခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးရဲ့အဓိကတရားခံဟာမင်းအွန်လိုင်းခေါင်းဆောင်တဲ့အာဏာသိမ်းစစ်အုပ်စုသားဖြစ်ကြောင်းတပ်တွေအထောက်ထားတွေနဲ့တကွမိမောင်းထိုးပြနိုင်ရင်ရွေးကောက်ပွဲနောက်ခံတဲ့စစ်အုပ်စုရဲ့တရားဝင်မှု legitimacy ရရှိရေးကြိုးပမ်းချက်မှာအောင်မြင်နိုင်ခြင်းမရှိတော့ဟုဥပဒေထောက်ကူပြုကွန်ရက်ကထုတ်ပြန်လိုက်ပါတယ်။ဒါကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးဟာစနစ်တကျတိုက်ဖြတ်ရေးအတွက်ဖက်ဒရယ်တိုင်းပြည်ရန်တရားနဲ့အဆောက်အအုံများဖွဲ့စည်းတည်ရှိလှုပ်ရှားဆောင်ရွက်နိုင်ဖို့လိုအပ်ကြောင်းအကြံပြုတိုက်တွန်းချက်ကိုဒီဇင်ဘာလ3ရက်နေ့မှာထုတ်ပြန်ခဲ့ရမှာအခုလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ဒီကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဒေသအမြောက်အများသို့ပြန့်နှံ့နေပြီဖြစ်တယ်လို့အခြားတစ်ဖက်မှာလည်းဒီအကြမ်းဖက်စစ်တပ်ရဲ့ထိပ်ပိုင်းလက်ရှိဗိုလ်ချုပ်ကြီးတွေနဲ့အရက်ဝတ်လဲဗိုလ်ချုပ်တွေကအဲ့ဒီရာဇဝတ်မှုကြီးကအကျိုးစီးပွားရယူခံစားနေတဲ့အတွက်ကြောင့်အမြင့်ဖြုတ်တိုက်ဖြတ်ဖို့ခက်ခဲမဲ့လို့ဆိုရပါတယ်ဒီကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးကိုတိုက်ဖြတ်သွားနိုင်ရေး KNU နဲ့ KNL တို့ရဲ့ထုတ်ပြန်မှုတွေထဲကကြားဖြန့်တိုက်ဖြတ်ရေးအားဇက်တိုက်လှုပ်ဆောင်နေမှုတွေကိုဥပဒေအထောက်အကူပြုကွန်ရက်ကကြိုးစိုးကြောင်းဖော်ပြထားပါတယ်ဒီ KNU ကကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးဟာထိရောက်စွာနှိမ်နင်းနိုင်ရေးအတွက်နိုင်ငံတကာရဲ့လေးနက်မြန်ဆန်စွာပူးပေါင်းပါဝင်မှုကိုတောင်းဆိုထားတာကအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တာကိုအသိမှတ်ပြုထားပါတယ်။ဒီကရင်ပြည်နယ်မှာသာမကအခြားပြည်နယ်တွေအပါအဝင်ပြည်ထောင်စုနိုင်ငံတော်ဝန်လုံးမှာရေးစေစနစ်တကျထိရောက်စွာတိုက်ဖြတ်သွားနိုင်စေဖို့လိုအပ်ကြောင်းဥပဒေအထောက်အကူပြုကွန်ရက်ကထုတ်ပြန်ခဲ့ပြီးအကြံပြုချက်တွေလည်းဖော်ပြထားပါတယ်။ဒါနိုင်ငံတကာရဲ့အကူအညီတွေကိုလက်တလောတောင်းခံနေတဲ့အချိန်ထဲမှာပဲမြန်မာနိုင်ငံမှာနိုင်ငံတကာသို့ရောက်ရှိနေကြတဲ့တိုင်းရင်းသားဘောင်းဆောင်လူထုများအပါအဝင်ပြည်တွင်းအင်အားကိုနိုင်ငံရေးအရာစနစ်တကျစုစည်းတင်တယ်လို့ဥပဒေအထောက်အကူပြုကွန်ရက်ကအကြံပြုထားပါတယ်။ဒါတွေဟာ Federal Democracy ကိုအုတ်မြင့်ချနိုင်မဲ့အုပ်ချုပ်ရေးစနစ်တစ်အားဥပဒေစိုးမိုးရေးအခြေခံမှာတည်ဆောက်ကျင့်သုံးခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။အဲဒီအတွက်ပြည်ထောင်စုတစ်ခုလုံးနဲ့ပြည်နယ်တစ်ခုချင်းစီတို့အားမှန်ကန်စွာပေါင်းစပ်နိုင်ရာပြုတင်ကြောင်းအကြံပြုထားက Federal Democracy အုပ်ချုပ်မှုအသစ်အားတည်ဆောက်ရမယ်လို့ဖော်ပြထားပါတယ်။ဒီ KNU ကကရင်ပြည်နယ်အတွင်းမှာရှိတဲ့နိုင်ငံရေးစုဖွဲ့မှုတနည်းအားဖြင့်နိုင်ငံရေးပါတီတရက်ဖြစ်လို့ KNU ရဲ့တော်လှန်လှုပ်ရှားမှုတွေကတမိုင်းကြောင်အရာလွန်စွာအရေးကြီးကြောင်းဒါပေမဲ့ကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကို KNU ကတိုက်ဖြတ်ခြင်းတက် KNU ဥဆောင်တဲ့အခြားနိုင်ငံရေးတော်လှန်ရေးအင်အားစုများပါဝင်စုဖွဲ့တိစောက်ထားတဲ့ကရင်ပြည်နယ်အစိုးရအနေဖြင့်ခြေမုံမှုစ조사ခြင်းတွေကများစွာပုံမအောင်မြင်နိုင်ခြင်းရှိကြောင်းဆိုထားပါတယ်။ဒီအောက်ခြေမှာအထက်သို့ဘော်ဒုံအပ်အခြေခံနဲ့ဖက်ဒရယ်ပြည်ထောင်စုအားဖွဲ့စည်းရမှာကရင်ပြည်နယ်ကိုကိုစားပြုလျက်ဖက်ဒရယ်တိုင်းပြည်ရန်တရားနဲ့အဆောက်အအုံများမှပါဝင်နိုင်တာဖြစ်ကြောင်းလည်းဥပဒေအထောက်အကူပြုကွန်ရက်ကရေးသားဖော်ပြထားပါတယ်။ဒီဖက်ဒရယ်ဒီမိုကရေစီအရာပြည်နယ်တွေဟာအချုပ်အခြာအာဏာပိုင်ဆိုင်တဲ့စနစ်ကျင့်သုံးရမှာဖြစ်ပေမဲ့ဒါကိုအဓိကထားလုံးနေတာတွေ့ရကြောင်းဖော်ပြထားပါတယ်။အဲဒီလိုအဓိကထားလုံးတဲ့အခါမှာအောက်ခြေပြည်နယ်တွေကိုအခြေပြုပြီးဖက်ဒရယ်တိုင်းပြည်ရန်တရားတွေဖြစ်တဲ့ဖက်ဒရယ်လွှတ်တော်ဖက်ဒရယ်အစိုးရဖက်ဒရယ်တရားလွှတ်တော်ကျိုးတို့ပေါ်ပေါက်လာရေးကြိုးပမ်းအားထုတ်မှုတွေမှာမရှိသလောက်ဖြစ်နေကြောင်းလည်းထောက်ပြထားပါတယ်။ဒီကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအားတိုက်ဖြတ်ရေးအောင်မြင်နိုင်မှုအတွက်ဖက်ဒရယ်တိုင်းပြည်အဆောက်အအုံရဲ့အစိတ်ပိုင်းတွေဖြစ်တဲ့ဖက်ဒရယ်တပ်မတော်နဲ့ဖက်ဒရယ်ရဲတပ်ဖွဲ့တို့တောက်တင်ကြံ့ခိုင်စွာပေါ်ပေါက်လာရေးဥတီကြိုးပမ်းတင်ကြောင်းဥပဒေအထောက်အကူပြုကွန်ရက်ကအကြံပြုထားပါတယ်။ဒီဖက်ဒရယ်တိုင်းပြည်ရန်တရားနဲ့ဆက်ဆက်လျက်အာဏာကြီး၃ရပ်ပေါ်အခြေပြုတဲ့ပြည်내ရန်တရားနဲ့အဆောက်အအုံတွေဖွဲ့စည်းပေါ်ပေါက်လာဖို့ဆောင်ရွက်တာကတရားဝင်မှုကိုတော်လှန်ရေးဘက်ကစာပွေဖို့အကောင်းဆုံးကြိုးပမ်းခြင်းဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဒါအပြင်ဒီ Federal Democracy အုပ်ချုပ်ရေးအသစ်နဲ့အစားထိုးသွားဖို့ကြိုးပမ်းခြင်းကသာလျှင်တိုင်းရင်းသားဘောင်းဆောင်ပြည်သူလူထုတရက်လုံးကလက်ရှိဆောက်လန်းတဲ့လမ်းကြောင်းဖြစ်တယ်လို့လည်းအကြံပြုချက်မှာရေးသားဖော်ပြထားပါတယ်။ဒီတိုင်းရင်းသားပြည်နယ်များအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေအားလုံးကပူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့ဥပဒေအထောက်အကူပြုကွန်ရက်ကမြစ်တာရက်ခံထားပါတယ်။ဒီကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအားတိုက်ဖြတ်ရေးအတွက်ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်းကပြည်သူလူထုရဲ့ယုံကြည်မှုအပြင်တော်လှန်ရေးဘက်ကတရားဝင်မှု legitimacy ကိုရရှိစေရုံသာမကရေးစေငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်တဲ့ Federal Democracy နိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက်ဥပဒေစိုးမိုးရေးအုံမြင့်ချမှတ်ပြီးရောက်မယ်လို့လည်းဥပဒေအထောက်အကူပြုကွန်ရက်ကအကြံပြုချက်မှာရေးသားဖော်ပြထားပါတယ်။ကဲတော့ဒီသတင်းလေးကိုဒါကြောင့်အပြည့်စုံဖတ်ပြရတဲ့ဆိုတာလဲနော်ဒီဥပဒေအထောက်အကူပြုကွန်ရက်ရဲ့ရေးသားဖော်ပြထားတဲ့ဒီအကြံပြုချက်တွေမှာဒါတော်တော်လေးအရေးကြီးတဲ့အချက်လက်တွေပါဝင်တာမို့လို့ဒီအစအဆုံးအပြည့်စုံလေးကိုကျွန်တော်ဖတ်ပြပေးတာပေါ့နော်
အဲ့တော့ဒီထိုင်းမြန်မာနယ်စပ်ကဒီကြားဖြန့်အရေးတွေကလည်းဒါအခြေအနေတွေကတော်တော်လေးကိုပို့ပြီးတော့ဆောက်ထွေးလာတယ်ဆိုတော့ဒါကျွန်တော်တို့အနေနဲ့နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပဲเนาะအဲ့တော့အမေရိကန်အပါအဝင်ဒီနိုင်ငံတကာရဲ့ဒီကြားဖြန့်နှိမ်နင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဒါကြောင့်တော်လိုင်းအင်အားစုတွေအနေနဲ့နိုင်ငံရေးစစ်ရေးမှာအမျက်ထုတ်ပြီးတော့အကောင်းဆုံးစူးစမ်းသွားနိုင်လိမ့်မယ်လို့ဒါကြောင့်အနေနဲ့မျှော်လင့်ပါတယ်เนาะယုံလဲယုံကြည်ပါတယ်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးသူတို့ဒီအကြမ်းဖက်စစ်ခွေးတပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာဒါကြောင့်ပြည်သူတွေကိုမဲပေးလောက်အောင်ဆိုပြီးသတင်းတုသတင်းမှားတွေထုတ်နေတာနဲ့ပတ်သက်ပြီးဒီသတင်းအချက်လက်စစ်ဆေးသူမကြီးစွန်းရဲ့ဒီမဇ္ဈိမသတင်းဌာနမှာပြောဆိုထားတဲ့ရုပ်သံလေးကိုရောဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာစစ်တပ်ကပေါ့နော်ဒီရွေးကောက်ပွဲမှာမဟုတ်ဘူးဒီသူတို့ပေါ့နော်သူတို့အမြဲတမ်းတစီပေါ့နော်ဒီသတင်းလူသတင်းမားတွေကိုတောက်လျှောက်သူတို့လွှင့်နေတာမျိုးရှိတယ်အခုဒီစကားစားနေပြီးတော့ပြုတ်လုကျင်းပမယ်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်လေဒါပုံမှန်ထုံးစံအတိုင်းပေါ့နော်သူတို့လုပ်နေကြဒီသတင်းလူသတင်းမားလွှင့် lobby တွေဖြန့်ဒါတွေလုပ်နေတဲ့ဟာတွေ propaganda တွေဒီဝါဒဖြန့်ချီတာမျိုးတွေကတော့ဆက်ပြီးတော့လုပ်နေစေပဲပေါ့နော်ဘလို့ပုံစံမျိုးနဲ့လုပ်နေလဲဆိုရင်ရွေးကောက်ပွဲဒီနိုင်ငံရေးထွက်ပေါက်ဖြစ်တယ်တို့စစ်တပ်ကနိုင်ငံရေးကနေထွက်လို့မရဘူးတို့အခုရွေးကောက်ပွဲကဒီ NLD ကနေပြီးမဲလိမ်မဲခိုးလို့သူတို့ပြန်ပြီးတော့လှုပ်ရတာပေါ့နော်အဲ့ဒါတွေဖြစ်တယ်တို့နောက်ပြီးတော့အခုဒီစစ်တပ်အုပ်ချုပ်ရေးကိုမလိုချင်ဘူးဆိုလို့ရှိရင်အခုသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုလက်ခံရမယ်ဒီပြီးတော့လေဒီနိုင်ငံတကာကနေပြီးတော့လေဒီရွေးကောက်ပွဲကိုပေါ့နော်ထောက်ခံနေပြီးရွေးကောက်ပွဲကိုဟိုစန့်ကျင်တဲ့သူတွေကိုလည်းဒီမှာအရေးယူနေပြီပေါ့နော်ဒါမျိုးလေးတွေသူတို့လွှင့်တာမျိုးတွေရှိတယ်ပြီးရင်လည်းဒီအခုသူတို့လှုပ်ထားတဲ့မဲပေးဆက်ပေါ့နော်ဒီဆက်ကမဲမာရွေးမှုတွေမဲလိမ်မှုတွေလုံးဝဖြစ်မှာမဟုတ်ဘူးအတိအကျကိုဖြစ်မှာပြည်သူကရွေးချယ်တဲ့မဲဖြစ်ကိုဖြစ်မယ်ဆိုပြီးတော့ဒီလို narrative မျိုးတွေလွှင့်တာမျိုးလည်းရှိတယ်ပေါ့နော်ပြီးတော့အခုသူတို့လုပ်တဲ့ပုံစံရဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့အမှုပညာရှင်တွေကဒီရွေးကောက်ပွဲကိုဝင်ရနေကြပြီဒါမျိုးတွေရပြည်သူတွေကလည်းဒီရွေးကောက်ပွဲကိုဒီအားပေးနေကြပြီပေါ့နော်ဒီလိုပုံစံမျိုး narrative တွေသူတို့လွှင့်တာမျိုးတွေရှိတယ်ပြီးရင်လည်းအခုပေါ့နော်ဒီစစ်ဆောင်ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဟိုအခုဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကိုအားပေးနေတဲ့မဲပေးခွင့်ရဖို့အတွက်ကိုလည်းသူတို့ဘက်ကတောင်းဆိုနေကြပြီပေါ့နော်ဒါမျိုးလေးတွေသူတို့ဘက်ကနေလွှင့်တာမျိုးတွေလည်းရှိတယ်ပြီးတော့ဟိုပြန်ချုပ်ရမယ်ဆိုလို့ရှိရင်နိုင်ငံတကာကကောပြည်သူတွေကကောဒီစကားပြုတ်လုတဲ့ဒီရွေးကောက်ပွဲကိုပေါ့နော်အားပေးထောက်ခံနေကြတယ်ဆိုတဲ့အကြောင်းပြချက်မျိုးနဲ့သူတို့ဘက်ကနေပြီးတော့ဒီသတင်းလူသတင်းမားတွေလွှင့်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့အဲ့ဒီသတင်းစုသတင်းမရလေဆိုတော့ဘယ်သူတွေကိုပြစ်မှတ်အဓိကပြစ်မှတ်ထားလဲပေါ့လေဘယ်လိုအုပ်စုလဲပေါ့လေအဲ့ဒါလေးလည်းသိချင်တယ်မှာဟုတ်ကဲ့အဓိကကတော့သူတို့ပြစ်မှတ်ထားတာကတော့ပြည်သူတွေကိုပို့ပြီးတော့ target ထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ပြည်သူတွေကသူတို့ကတော့ပြည်သူတွေဆိုတဲ့ဟာကသတင်းစားသုံးရတာလေနော်အခုလက်ရှိပြည်တွင်းမှာနေတဲ့ပြည်သူတွေဆိုလို့ရှိရင် internet ပိတ်ဆို့ထားခံမှုတွေခံရတယ်ပြီးရင်လည်းဒီ VPN တွေပိတ်တာမျိုးဒါမျိုးလေးတွေခံရတဲ့အခါကျတော့သူတို့မှာကဒီသတင်းတွေကိုဖတ်မယ်ဆိုလို့ရှိရင်လို့ဖတ်လို့မရနေနိုင်ဘူးစကားစားဘက်ကနေပြီးတော့ဒီသူတို့ခွင့်ပြုထားတဲ့သတင်းဌာနတွေဒါမျိုးတွေကသတင်းတွေကိုပဲသူတို့ဖတ်ခွင့်ရတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဒီသူတို့ဘက်ကနေခုနပြောသလိုနိုင်ငံတကာကနေပြီးတော့ထောက်ခံမှုတွေရနေပြီးဒီရွေးကောက်ပွဲကိုပေါ့နော်ပြီးတော့အခုရွေးကောက်ပွဲစန့်ကျင်နေတဲ့သူတွေကိုယ်တိုင်ကလည်းဒီရွေးကောက်ပွဲကိုထောက်ခံနေကြပြီပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါပြည်သူတွေကိုအမြင်ဝေဝါးသွားအောင်ပြည်သူတွေကိုငါတယောက်တည်းပဲမဲပေးတာမျိုးဖြစ်နေတာများလားဆိုတဲ့အမြင်မျိုးဖြစ်လာအောင်လို့ဒါသူတို့ဘက်ကအဓိကပြည်သူတွေကို target ထားတယ်ပြီးဒုတိယအုပ်စုအနေနဲ့ကကြတော့ဒါEAO တွေနောက်ပြီးတော့ဒီဘက်ကဒီ PDF တွေတို့ NLD တို့ဒါမျိုးတွေကို target ထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီ American ပေါ့နော်ဒီမြန်မာနိုင်ငံသားဒီခိုလုံခွင့်ရုပ်သိမ်းတဲ့ကိစ္စတွေမှာဆိုသူတို့ရွေးကောက်ပွဲကို American ထောက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့လည်းဒါဖြန့်လာတာမျိုးတွေလည်းတွေ့ရတယ်ပြီးတော့ဒီရွေးကောက်ပွဲကိုသူတို့ကပြည်သူတွေအတွက်ပြုလုပ်ပေးနေတဲ့အခြေအနေမျိုးမှာဒီ PDF တွေဒီ EAO တွေကနေပြီးတော့ဒီရွေးကောက်ပွဲကိုဖျက်လို့ဖျက်စီးလုပ်နေပါတယ်ဆိုတဲ့ဒီ narrative ပုံစံမျိုးနဲ့လည်းဖြန့်တာမျိုးရှိတယ်ပေါ့နော်ဥပမာအားဖြင့်PDF တွေကဒီစာတင်တာရက်ဖို့အကြောင်းတွေကိုပိတ်ဖို့အတွက်ဒီချင်းချောက်တယ်ဆိုပြီးတော့လောက်ထားတဲ့ဒီသတင်းသူသတင်းမားတွေလည်းဒါပြန့်လာတာမျိုးတွေလည်းဒါတွေ့ရတယ်ပေါ့နော်အဲ့တော့သူတို့ကတော့ target ထားတာကတော့မျိုးစုံပဲပေါ့နော်ဒီနိုင်ငံတကာကနေပြီးတော့လည်းအဓိကတော့ပြည်သူတွေယုံကြည်နဲ့မဲပေးလာအောင်လို့သူတို့ဘက်ကနေပြီးတော့သတင်းသူသတင်းအမားတွေတောက်လျှောက်ထုတ်နေတာမျိုးတွေဒါတွေ့ရတယ်ပေါ့နော်တော့ဟိုကလေဒီသတင်းသူသတင်းအမားတွေကိုဒီလိုတိုက်ဖြတ်ဖို့ပေါ့လေဆိုတော့အမားကလည်းဒီသတင်းသူ့တွေမှာအချက်လက်စစ်တူဖြစ်တယ်ဆိုတော့အထီးရောက်ဆုံးကောင်တာတံပြန်နီးဖြူဟာကပါလေကျွန်တော်တစ်ဆက်သေးမေးချင်တာအမှားရဲ့အဲ့ဒီကောင်တာတံပြန်နီးဖြူဟာအပြင်ဒီအချက်လက်အမှန်ကိုဘယ်လိုပုံစံမျိုးနဲ့ပြည်သူတွေစီကိုအမှားအနေနဲ့အမြန်ဆုံးဖြန့်ချီလဲပေါ့လေအဲ့ဒါလေးသိချင်ပါတယ်အဲ့နှစ်ခုပါအ
အဓိကကတော့ပြည်သူတွေကိုဒီသတင်းတူသတင်းမားတွေကိုတိုက်ဖြတ်တဲ့အခါမှာပေါ့နော်နီးလန်းနှစ်နီးနဲ့တွားလို့ရတယ်ပေါ့နော်အဓိကအားဖြင့်ပြည်သူတွေကိုဒီသတင်းတူသတင်းမားတွေနဲ့ပတ်သက်ပြီးဒါမှမဟုတ်ကောလာဟာရီနဲ့ပဲဖြစ်ဖြစ်သူတို့နောက်ကိုမလိုက်သွားအောင်လို့သတင်းအသိပညာမြင့်တင်ပေးတဲ့ဒီကြိုတင်ကာကွယ်ပေးတဲ့နီးလန်း pre banking လို့ပြောကြတယ်ပေါ့နော် pre banking နီးနဲ့ဒါကကာကွယ်မယ်ဆိုလို့ရှိရင်တော့ဒါပိုပြီးထိရောက်တယ်ဘာလို့လဲဆိုတော့သတင်းတစ်ခုကိုတွေးလိုက်တဲ့အချိန်မှာပြည်သူတွေကအော်ဒီဟာကြီးကအမှန်ဟုတ်ပါမလားဆိုတဲ့ဒီစဉ်းစားတဲ့ပေါ့เนาะစဉ်းစားတွေးခေါ်တဲ့ဟာအဲ့အတွေးတစ်ခုအရင်ရောက်လာပြီဆိုလို့ရှိရင် share အနည်းဆုံးတော့သူတို့စပြီးတော့မ share တော့ဘူးပြီးတော့အချင်းချင်းကြားထဲမှာအော်ဒီသတင်းကပြတ်နေတာတွေ့တယ်ဟုတ်လားဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်ပေါ့เนาะအဲ့တော့အရင်ဆုံးအရေးကြီးတာကတော့ခုနပြောတဲ့ကြိုတင်ကာကွယ်တဲ့နီလန်နဲ့ဒါသုံးမယ်ဆိုလို့ရှိရင်တော့ပိုပြီးထိရောက်တယ်ပြီးတော့နောက်တစ်ခုကကြတော့တချို့သတင်းမားတွေဆိုလို့ရှိရင်အမှန်တဝက်အမှားတဝက်တခါလေကြလို့ရှိရင်သတင်းမားတွေမှာပြန်တွေ့ရတဲ့ဟာကြတော့လုံးဝဒီဖြစ်ရမှန်ဇလန်းကိုသူတို့ကအရေးအတွက်တွေပဲပြောင်းလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီဘယ်လိုပြောမလဲ victim နဲ့ခံရတဲ့သူနဲ့ပြုတ်လုပ်တဲ့သူအဲ့လိုပြောင်းလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်လာတယ်ဒီလိုမျိုးတွေ့ရှိရတဲ့သတင်းအမှားတွေမှာဆိုလို့ရှိရင်တော့ဒါ fact checker တွေကလည်းလိုအပ်လာပြီပေါ့နော် fact checker တွေကဒီလိုမျိုးပြည်သူတွေကြားထဲမှာဘယ်လိုသတင်းအမှားတွေကပြန့်နေပြီလဲဘယ်လိုမျိုး trending ဖြစ်နေပြီလဲဒါတွေအကုန်လုံးကိုဦးစားပေးအနေနဲ့စစ်ဆေးမယ်စစ်ဆေးပြီးဆိုလို့ရှိရင်ပြည်သူတွေစီကိုပေါ့နော်ဒါကသတင်းအမှားဖြစ်တယ်ဒီမှာဘယ်လိုမျိုးလဲဆိုတဲ့ဟာမျိုးကိုစစ်ဆေးထားတဲ့ပုံစံမျိုးလေးတွေကိုပြည်သူလူထုစီကိုအမြန်ဆုံးရအောင်ပို့ပေးနိုင်ရင်လည်းဆိုလို့ရှိရင်တော့ဒါကလည်းဒါကောက်တာနီးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နှစ်ခုကကြတော့တစ်ခုကကြိုတင်ကာကွယ်မယ်တစ်ခုကထွက်လာပြီးတဲ့သတင်းတွေကိုဖက်ချက်ကာတွေကနေပြီးတော့တိကျမြန်ဆန်စီစစ်ပြီးတော့ဒီဟာအမှားအမှန်ဆိုတဲ့ဟာမျိုးကိုဖြန့်ဝေတာမျိုးတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ဒါကပေါ့နော်ပြည်သူတွေစီကိုဘယ်ဟာတော့သတင်းအမှားဖြစ်တယ်အမှန်ဖြစ်တယ်ဆိုတော့အမြန်ဆုံးရောက်မယ်လို့တော့ထင်ပါတယ်ပေါ့နော်ကဲတော့ဒီစစ်ခွေတက်ရဲ့ဒီအတူရောင်ရေကောက်ပွဲနဲ့ပတ်သက်ပြီးဒါဒေါခင်အောင်မှာပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ January ကြော်သွားလို့ရှိရင်ထွက်လာမဲ့အင်အားစုအုပ်စုတစုပေါ့နော်ဒီအတူအယောင်ရွေးကောက်ပွဲနဲ့ထွက်လာမဲ့အုပ်စုတစုကိုကျမတို့မှန်းကြည့်လိုက်လို့ရှိရင်ဘာတွေ့နေရလဲဆိုတော့ခုနကအပြက်အသက်နိုင်ရေးဆိုတဲ့စစ်အုပ်စုနော် USDP နာမည်နဲ့ရောတခြားနေရာတွေမှာရောဝင်ပါပြီးတော့မှရွေးမယ်ဆိုတဲ့စစ်တပ်ကလူတွေရယ်နော်ဒီစစ်ဗိုလ်ချုပ်တွေရယ်ပြီးသွားလို့ရှိရင်သူတို့ ਨੇ ပလင်းတူဘူးဆိုခရိုနီစီးပွားရှင်တွေနော်သူတို့ ਨੇ ပလင်းတူဘူးဆိုပြောမယ်ဆိုရင်သူတို့လက်အောက်ခံလက်ဝေခံလက်နက်ကင်ပြီးတော့မှဟိုပြည်သူပေါ်မှာအနိုင်ကျင့်နေတဲ့เนาะဒီဟလာဒီဟိုကျမတို့ပြူစောထီလိုအဖွဲ့တွေအပါအဝင်တခြားတိုင်းရင်းသားဒေသကပြောမယ်ဆိုရင်ကျမတို့ဘယ်လိုခေါ်မလဲဘိန်းဘီရင်လိုလူတွေပေါ့ဒီ January ပြီးသွားလို့ရှိရင်ထွက်လာမယ့်အစုတစုမှာလေစစ်တပ်ဩဇာခံစစ်တပ်လက်အောက်ခံခုနကဟလာနည်းနည်းလေးဗာလေးပဲရဘယ်နားလေးရပဲရကရရင်တော်ပါပြီပေါ့နော်စင်မော်ရောက်ရင်တော်ပါပြီပေါ့အဲ့လိုလူတွေကတော့ဝင်ပါကြမှာပဲဆိုတော့အဲ့ဒီအုပ်စုကတင်ဘာသွားဖြစ်ပြီလဲဆိုတော့ကျမတို့ဒီတိုင်းပြည်ကိုနောက်ထပ်ဒီထက်ပိုပြီးတော့မှအရင်ခက်တွေကထက်တောင်မှပို့ပြီးတော့မှအမောင်ဖုံးစီမဲ့ခက်ကိုဆွတ်ခေါ်သွားကြတော့မယ့်အနေထားလို့ကျမတို့အဲ့လိုမြင်တယ်2010တုန်းကထွက်လာတုန်းကအရင်မသိတာတဲ့เนาะcriminal ရာဇဝတ်ဂိုင်းတစ်ခုက2025ဆိုရင်တော့ဒီထက်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းပေါ်ပေါ်ထင်ထင်ဖြစ်မဲ့ဟလာရာဇဝတ်ဂိုင်းတစ်ခုကနေပြီးတော့မှမြန်မာနိုင်ငံကိုအစိုးရတပ်ဖွဲ့ကိုစားပြုတဲ့ဟာမျိုးကိုသူတို့အတင်းအဓမ္မလူယူဖို့စ조사မှာတော့မြင်လာမယ်လို့ကျွန်တော်တို့မြင်တယ်တော်လန်ရေးကလည်းလှုပ်ရှားရှိတာဆက်လုပ်နေမှာပဲအဲ့တော့တော်လန်ရေးကလှုပ်ရှားရှိတာကိုအားလုံးကြားထဲမှာဟန်ချက်ညီညီနဲ့မဟာဗျူဟာမြောက်ဟန်ချက်ညီညီနဲ့ထိန်းညှိပြီးတော့မှအပြန်လန်လက်ချင်းချိတ်ပြီးတော့မှဗျူဟာကိုဟန်ချက်ညီညီနဲ့ပူးပေါင်းဆောင်ရွက်ပြီးသွားမယ်ဆိုလို့ရှိရင်တော်လန်ရေးရဲ့ legitimacy ရှိမှုပေါ့နော်တော်လန်ရေးကနေပြီးတော့မှတီဆောက်သွားနိုင်တဲ့အဆောက်အုံတွေနဲ့နယ်မြေတွေနဲ့အဲ့ဒီနယ်မြေတွေကနေပြီးတော့မှတရားဝင်မှုရှိမှုကစေအုပ်စုကနေပြီးတော့မှနေပြီးတော့မှငုတ်တုတ်ထိုင်ထားပြီးတော့မှလူနာကသူ့ရဲ့ရာဇဝတ်သားတစုနဲ့သူစုပြီးတော့မှအစိုးရအဖြစ်ကြီးညာမဲ့ဟာကအလိုလိုနေရင် delegitimize ပေါ့ကျွန်မပြောချင်တယ်အလိုလိုနေရင်သူ့ရဲ့တရားဝင်မှုကပျောက်သွားလိမ့်မယ်အဲ့တော့ဒီကောင်တွေရဲ့အတူရောင်ရေကောက်ပွဲကိုသွားပြီးတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒါဖြစ်နိုင်ဒီကောင်တွေရဲ့မဲယုံဘက်ကိုသေးတော့မလှည့်ပန်းကြမှာနဲ့လို့ဒါကြောင့်အနေနဲ့တိုက်တွန်းပါတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါပြီးခဲ့တဲ့နေ့က KTL စစ်ဦးစီးချုပ်ဗိုလ်ချုပ်စိုးနေတာများကဒါဒီပါရာမော်တာစီးပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစဘာပစာကြောင်မင်းကလည်းဒါသူတို့စစ်ခွေတက်တော့ဘလို့ကြောက်ချီပန်းလာလဲဆိုတော့ဒါကျွန်တော်တော်လိုင်းတပ်ဖွဲ့စီမှာပါရာမော်တာသာကောက်ကောက်ရင်အသုံးချနိုင်မယ်ဆိုရင်အဘတို့စစ်ခွေတွေမျိုးပြောက်သွားနိုင်တယ်ဆိုပြီးဘလို့ကြောက်ချီပန်းဖင်ကုန်းအော်တောင်းမလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာဒီနေရမြရဲ့ပါရာမိုတာစီးတဲ့အားလေးကမနေ့ကရုပ်သံတက်လာရုပ်သံမနေ့တက်လာတော့ကျွန်တော်ကဘာမှမပြောလို့မနေ့ကနေရမြက KTL ဆိုတဲ့ကော်တူလေးအာမီကနေရမြကပါရာမိုတာစီးပြတယ်
အဲ့ပါရာမိုတာဘယ်ရလဲပြီးတော့ကျွန်တော်တို့ပါရာမိုတာစီးပြလို့ရှိရင်တချို့ကတော့ပြောမယ်ငပေါ်ကြီးလို့ပြောလိမ့်မယ်အဲကြောင့်ရှော့တော့မတွက်နဲ့ဟိုဒီကိစ္စရဲ့နောက်ွယ်မှာအမေရိကန်ရှိနေပြီကျွန်တော်ခိုင်းပြောတာနော်အမေရိကန်ရှိနေပြီမဲဆောက်မှာအမေရိကန်ကအုပ်စုရောက်နေပြီးတော့လက်နက်ယူမလားလိုအပ်တဲ့ပစ္စည်းကိရိယာယူမလားဆိုပြီးတော့ကရင်လက်နက်ကင်ဖွဲ့ရတဲ့တချို့တွေကိုညှိနေပြီအဲ့တော့အကယ်၍များတာအဲ့ဒါကိုမဖြတ်တော့နိုင်ခဲ့ရင်နောက်ပိုင်းလတွေမှာလည်းကရင်ပြည်နယ်ထဲမှာကြားဖြတ်ကိစ္စအကြောင်းသာနည်းနည်းတော့ဖြစ်နေပြီနောက်ပိုင်းလတွေမှာစစ်တပ်ကိုပြန်ပြီးတော့တံပြန်တိုက်ခိုက်တဲ့ကိစ္စတွေကပေါ်လာတယ်နောက်တစ်ခုကပါရာမိုတာစီးပြီးတော့ပြောမရဘူးပါရာမိုတာစီးပြီးတော့အဲ့မှာပါရာမိုတာနေရမ်းမြောင်စီးပြီးဆိုတော့နေရမ်းမှာတပည့်တွေပါရာမိုတာစီးပြီးတော့50 60လောက်ကောင်းကင်ပြန်ပြီးတော့ဗန်မျိုးအစိုးရဖွဲ့ရုံးမှာလာပြီးတော့ဘုံတွေလူပြစ်ချလိုက်ရင်တော့လက်ပြဘုံတွေ ပြစ်ချမှာ အင်းပြစ်ချရင်အကုန်ဆိုကြည့်ရလောက်ကြအောင်အဲ့တော့ short တော့မတက်ပါနဲ့တချို့ကိစ္စတွေကြာ short တက်လို့မရဘူးဆိုတော့သိသိချင်တာပါအဲ့တော့အာနာမည်ဖွဲ့စည်းတွေနဲ့ပါရာမိုတာပြန်လာမြင်ကိုယ့်အဖွဲ့မဟုတ်ဘူးဆိုရင်တော့လုပ်ဆရာရှိရလောက်ကြပါဗျာမဟုတ်ရင်နေထိုင်တဲ့အစိုးရဖွဲ့ရုံးတွေဝင်မှွေသွားတဲ့အထိရောက်သွားနိုင်တယ်မမေ့ဘူးတော့သတိပေးတာပါငပေါ်ကြီးဆိုပြီးတော့အယူကြီးဆိုပြီးတော့ကွာပါရာမိုတာရှောက်စီးပြတယ်အယူကြီးပါလို့ပြောတယ်အေးအဲ့အယူကြီးချီးပန်းထည့်လိုက်ရင်ကောင်းကင်ပေါ်နဲ့အယူကြီးချီးပန်းထည့်လိုက်ရင်အသက်သက်မဲ့အကုန်လုံးကြီးတော်တွေနားကုန်မယ်ကြည့်တယ်လောက်ကြလို့ပြောချင်တာနော်ဒါလေးပြောချင်တာ အဲ့တော့ငါတို့ပြည်သူလူထုကိုတစ်ချိန်လုံးဒုက္ခပေးလာတဲ့ကောင်းတွေနော်ဒါမင်းတို့ကောင်းတွေရဲ့အလှည့်ကိုလည်းမကြခင်ရောက်တော့မှာဆိုတော့ဒါအခုတည်းကအစ်စ်တရားဝင်ပြီးအလင်းတွေမဝင်ထားကြဘူးဆိုရင်နောက်ဆက်တွဲမင်းတို့ဘလို့တွေတတ်မှမလဲဆိုတာစောက်တာကြည့်နေပြီတော့နော်ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ဒါမနက်ဖြန်မနက်မှာပဲသတင်းကောင်းတွေနဲ့ကျွန်တော်ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစေခင်ဗျာ